ချင်းငါကွဇွန်းက2ချောင်းကိုရဲ့အညီမြဘလို့စိုက် လောက်လာတယ်ဘာမှဘူးမနေဘူးเนาะစလုံးကြီးကိုထည့်ပြီးငါးခွက်လုံးပေါင်းထည့်ပြီးဇွန်းတစ်ချောင်းယူပြီးဆိုင်ထားလိုက်ပြီးတယောက်ဇွန်းဖတ်တော့ပြီလို့ရပြည့် ဘာပြောတာတော့ကိုရတယ်အဲ့လိုမရဘူးအချင်းငါကွကိုဇွန်း2ချောင်းနဲ့အညီမြစိုက်ရမှာ ဇွန်းတစ်ချောင်းညီမဆိုင်မှာဆိုတော့တစ်ခွက်ချောင်းခွက်တစ်ချောင်းဆိုရင်3ခွက်ဘူး3ခွက်ဝတ်စာဦးတဲ့မသိဘူးမသိဘူး ကျုံးမိပေါ့ ပြီးတယ်ဘယ်လိုဆိုင်မှာ အချင်းရဲ့ငါကွရဲ့ အဲ့လေ တယောက်တစ်ခွက်စီတစ်ခွက်စီကိုစိုက်လိုက်မယ်ဇွန်း2ချောင်းစီ ဘိုးနေ3ခွက်ကျော်ဝတ်စာဦးတဲ့ထင်မှာလားလို့ပြောတော့5ခွက်လေပြောသေးဘာလည်းမသိ အချင်းရဲ့ငါကွရဲ့ အဲ့လေ အချင်းရဲ့ငါကွရဲ့ အခုလေဘယ်လိုလို့ရေကြီးရကြားတဲ့အခန်းကြောင်အချင်း5ခွက်ရေ